ရင်ထဲမှာတော့ဘယ်လိုလုပ်စိတ်ကောင်းမလဲလေဒီဥစ္စာတွေကကိုယ်အတက်ထက်ညစ်နေတဲ့နေရာတွေမှာကိုယ်နောက်မှလူဖြစ်ရတာလေဒီဥစ္စာတွေတွေးကြုံရတဲ့ပြက်သီးသွားတယ်ဆိုတော့ဘယ်လိုလုပ်စိတ်ချမ်းသာနိုင်မှာလဲဒါဒီကိုတိုက်တာအတွင်းနဲ့မဟုတ်ဘူးဖြစ်တဲ့နေရာဌာနအားလုံးအတွက်ကိုစိတ်မကောင်းဒါတွေကရင်ထဲမှာတကယ်စိတ်မကောင်းဖြစ်မိတယ်လေနောက်ပြီးတော့ဒီတရားဓမ္မရဲ့ဆင်းရဲဒုက္ခကြုံရတာတွေအဲ့ပုံစံမျိုးတွေလည်းဥစဉ်အနေနဲ့ကဟိုတည်းမဖြစ်လို့ဘူးလေမဖြစ်သိလို့ဘူးပေါ့နော်အမှန်တကယ်ကတော့ဒါစိတ်ရင်တိုင်းပေါ့အလုံးပဲပြပြလေးလေးဖြစ်သိခြင်းအဲ့ပုံစံမျိုးပါပဲခဏလေးလောက်တာဆိုတော့ခဏလေးပဲလောက်တာပေါ့အခါတိုင်းပုံမှန်များတွေ့ကြုံကြတာခဏလေးပဲဒီလိုမျိုးပဲလောက်တာခဏပဲရပ်သွားမယ်ထင်ပြီးတော့ထိုင်ဆောင်နေသေးတယ်မစင်ရဲဘူးမစင်ရဲတဲ့ခါကျတော့နောက်ပိုင်းကျတော့တော်တော်လှုပ်ရမ်းလာတာတက်ပြန်ကိုင်းချတယ်လို့ပဲလှုပ်ရမ်းလာတဲ့ခါကျတော့လေနောက်တော့အုတ်ချက်ခဲတွေကလည်းမှန်လာတော့လေဒီဘက်တွေရောမှန်လာတော့အပေါ်ကလည်းအကုန်လုံးပြုတ်ကျလာတဲ့ခါကျတော့ဘယ်လိုပြောမလို့အရှင်လက်လက်ငရဲပြိုရောက်နေတာဒါမျိုးပြောရလားမသိနောက်မှခုန်ဆင်းပြေတော့ရတယ်အဲ့ကြမှာတန်ကားတို့တွေကဟိုနားမှာစုပြီးတော့မှဝင်လေးတစ်ပါးနေမှလာကြူတာပေါ့အဲ့လိုမျိုးစိတ်ကူလာတာပေါ့28နေရဆေးပြပြီးတော့ဟိုပါပေါ့ပြန်ဖို့တာပေါ့လေအဲ့အနေနဲ့ဖြစ်သွားဆိုတော့ဒါမပြန်ဖြစ်တာပေါ့ခုချိန်ဒီကမှလည်းကားလမ်းတွေကပိတ်နေတာဆိုတော့ပေါ့ဒီမှာဟိုပဲစကိုင်းတရားလေးကျိုးနေတာဆိုမုံရဘက်ကိုပြန်ရမှာအဲ့ဆိုတော့မပြန်ဖြစ်သေးတာပေါ့ကားလမ်းပွင့်တော့ပြန်မလို့ပေါ့နည်းပြန်တစ်ပတ်ခါတော့မှန်းထားတယ်